ရေကျော်ပွဲစီးတွေလမ်းမတော်ပွဲစီးတွေကိုမသွားရတာကြောင့်ဖြစ်တဲ့ကျမအတွက်သွားလို့ရတယ်ဖျားပွဲစီးကိုဒီနေ့သွားပါမယ်အိမ်နဲ့ဝေလာဆိုရင်တော့တော်တော်ဝေးပါတယ်နေတဲ့ကွန်တိုကနေလမ်းလေးကူးလိုက်တာနဲ့ပွဲစီးမဟုတ်ဘူးကိုရောက်ပါပြီဖျားပွဲစီးက29ရက်နေ့ကနေစပြီးတော့2ရက်နေ့ထိရှိပါမယ်ကပိနာတဝိုက်မှာနေတဲ့သူတွေဆိုလို့ရှိရင်လေနဲ့လာမယ်ဆိုရင်လေစိတ်အစုံဝက်စီကိုရီယန်ဖီယာမှာဆင်းရပါတယ်ကားနဲ့လာမယ်သူတွေဆိုလို့ရှိရင်တော့ Ramkan တရားကွန်လန်နဲ့မှာရှိပါတယ်သူတို့လမ်းလျှောက်ရတာမောပြီဆိုတော့ထောက်ပတ်တီဖြိုးရေးဝယ်တော့ပါတယ်ထောက်ပတ်တီဖြိုးရေးကတော့တစ်ခွက်ကိုပတ်50ပေါ့နော်မြန်မာငွေနဲ့ဆိုရင်တော့6600ပေါ့ပတ်စံလူမဲ့သူတွေဆိုလည်းကိုယ့်ဘက်တာကိုစတက်ပလာလေးနဲ့နှိပ်ပြီးတော့လူပါကြရရှိပါတယ်ဒါကတော့တရှင်းစုပါရေးဘာညာအစီအစဉ်လုပ်နေရှိုးပဲဆင်နေရပါဖြူလို့သွားတဲ့အချိန်ကခွန်နိုင်မို့လို့ထင်တယ်ဖြူလို့ပြန်မယ့်အချိန်မှာအဆိုတော်ရောက်လာပါတယ်ဖတ်ထိုင်နဲ့ဒီခောက်ဆွဲကြော်တွေကဘာယူတပူဘတ်20ဆိုတော့စမ်းစားကြည့်ပါမယ်မြန်မာငွေနဲ့ဆိုရင်တော့2600လောက်ပေါ့နော်အသားတော့မပါပါဘူးဖတ်ထိုင်နေရဒီမှာဆိုလို့ရှိရင်ဈေးတော်နေတော့မှအရသာမကောင်းတဲ့ဆိုင်ရာမရှိသလောက်ပဲပေါ့နော်ပွဲစည်းတွေကစတော့ဆရာစီရတော့အနီးနားတစ်ဝိုက်ကအပြင်ဆိုင်နေနဲ့ဈေးနှုန်းချင်းနဲ့အတူတူပဲပေါ့နော်ပွဲစည်းလေးလျှောက်တာတစ်ပတ်ပြည့်ပြီမို့ပြန်ပါတော့မယ်ဘိုင်ဘိုင်